ကျွေပလဲမိတ်ကက်ကိုအတုထွက်လာတဲ့ကျွေပလဲမိတ်ကက်ရလုံးဝအတုမထွက်ဘူးနော်စင်တူရိုးမားကိုတော့တတိပြုစေခြင်းပါတယ်အမှန်တကယ်နာမည်ကြီးတဲ့ကျွေပလဲမိတ်ကက်ရလိပ်ပြပုံ logo နဲ့ BMI brand ပဲဖြစ်ပါတယ် SPF 50 PA+ 3 လုံးပါတယ်ဘာကြောင့်မို့ကျွေပလဲမိတ်ကက်ရလို့ပြောတာလဲဆိုလို့ရှိရင်ဒီမှာပလဲပေါင်တာမိခါပါဝင်တဲ့အတွက်ကြောင့်မလို့ကျွေပလဲမိတ်ကက်ရလို့ပြောတာဖြစ်ပါတယ်အခုနောက်ပိုင်း customer တွေတော်တော်များများလာမေးကြတယ်ကျွေပလဲမိတ်ကက်ရကဘူးပုံစံအသစ်နဲ့ထွက်ထားလားဈေးချိုတယ်နော်ဝယ်လေးပြီးအစင်မပြေလို့ဆိုတာကြီးလည်းအများကြီးလာပြောကြရပေါ့နော်အဲ့တော့ကျွေပလဲမိတ်ကက်ရကဒီဘူးပုံစံရဲ့ဒီအထုပ်ရဲ့နှစ်မျိုးပဲလာပါတယ်နော်ကျွေပလဲမိတ်ကက်ရကအရန်နဲ့ကိုနာမည်ကြီးနေတော့မမနီတို့ရဲ့ကျွေပလဲမိတ်ကက်ရဆိုတဲ့ hashtag ကိုယူသုံးပြီးတော့ဈေးကွက်ထဲမှာတခြား brand တွေကိုဖောက်နေရလဲမမနီတို့တွေ့ရပါတယ်ဘီမီရဲ့ကျွေပလဲမိတ်ကက်ရဲ့အစစ်ကအသားဖြွေနံပါတ်1အသားလိုက်နံပါတ်2အသားညွှန်နံပါတ်3ဆိုပြီးတော့အယောင်3ယောင်လာတယ် SPF 50 PA+ 3 လုံးလည်းပါတယ်နော်မြန်မာနိုင်ငံမှာပထမဦးဆုံးနာမည်ကြီးခဲ့တဲ့ကျွေပလဲမိတ်ကက်ရလိပ်ပြပုံ logo လေးနဲ့ BMI brand ဆိုတာမှတ်ထားရင်ရပါပြီနော်ကျွေပလဲမိတ်ကက်ကိုတခဲနဲ့ဝယ်ယူအားပေးကြတဲ့ customer တူဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်